ဒီရှင်ကြီးနဲ့လည်းနတ်တော်ကဝင်ပြကြသလိုမိမိတို့အရင်မဖြစ်စေနဲ့ရှောင်းရှားကြအောင်ဒီလိုကပန်းကြပါလေတော့ညာရီတိုင်းရဲ့ဒီချိန်ကမှတိရှိပင်သာဦးရှိတဲ့ကာဘာကိဝေကိုဥစ္စာတွေတို့ဒီလိုကစားကြပါပြီသိကြပါရဲ့ခင်ဗျာဒီစွာပဲဆန္ဒတာညဝရပါလေ
နောက်ပါဗျာဖျားကြနေပါခင်ဗျကောင်းကင်ရဲ့ထဲမှာသူမဒီကလောက်ပါနေပါခင်ဗျဟေးကျွန်တော်ဒီညောင်ကြီးရဲ့ဘယ်ဘက်မှာအနေနဲ့လေးတက်ပြီးလို့မတော်ဘာမှလည်းကောင်းကင်ကဒီကိုရောင်းနေပြပါတယ်ဗျာကျွန်တော်တို့ရဲ့ညာဒေသမှာဒီချိန်ကမှကြည့်ရှုဒီတွင်းရတဲ့နေဝင်ပါရပြပါတယ်ဗျာအားလုံးကစားကြည့်ရှုလို့မြင်တဲ့ကြကပတ်သားပါလောပါရဲ့ဒီကွင်းရောပြပါခင်ဗျာကြည့်ရှုပါမယ်လို့ကျွန်တော်တဏှာကဒီတော့မြင်ရပါတယ်ခင်ဗျာကျွန်တော်ညာနေသားပါ
28လောက်တကယ်နဲ့မြင့်နေပြီးမြင့်တဲ့အခါမှာညပါလေညပါတော့ကောင်းရပါဆိုရင်အခုဆိုရင်မြူပွားပြီးပြန်ပြန်နဲ့လှလှပါပါပဲမြေထွေးရမြေခွေးဖြစ်ပါလေခင်ဗျာကျွန်တော်တို့ဒီရှုလေးပဲကြားရတာလေဒီမောပြလို့အဲ့ဒီကမှမကြားရလို့နဲ့ဒီမဆိုင်နဲ့ရဆောက်ဆောက်လို့လည်းပြတဲ့ကပန်းကြားပါလေဆက်လက်ပြီးကျွန်တော်တို့ဝိညာဉ်ဌာနအသီးသီးလိုက်ကျွန်တော်တို့စိတ်တပန်းညာဝင်းကြီးမျိုးများကိုလက်ချကျွတ်ကျင်သွားဖြစ်တဲ့အပိဋကများဆက်လက်ဆောက်ဆိုင်ကြည့်ရှုလို့ပြတဲ့ကပန်းကြားပါလေဖြစ်ပါလားခင်ဗျာကျွန်တော်တို့အရင်ကြည့်စုမြင်တွေ့ရခွင့်မရှိခဲ့တဲ့မြင်တွေ့သားပါခင်ဗျာအဲ့ဒီလည်းများကြည့်စုခံစားနိုင်ဖို့မြေတာစကားရှင်းထားပြီးလူကပေါ်လာပါတယ်ကျွန်တော်တို့အညာလေးသားပါဒီတော့တော့တော့ပြီးဖို့ပြန်မြင်ခွင့်တွေကိုမြင်တွေ့ရခဲ့ဘူးမရှိပါဘူးအဲ့ဒီလည်းညာလေးနဲ့အခုလိုမြင်တွေ့ကြည့်စုနေရတဲ့ဗီဒီယိုလည်းတက်လို့ခင်ဗျာဝမ်းသာပြီးဖြစ်ရပါတယ်ဆက်လက်ပြီးလေဝိညာဉ်အသီးသီးလိုက်ကျွန်တော်တို့စေတပန်းညာမကြီးမျိုးနဲ့ဆက်လက်ပြီးမှာဖြစ်တဲ့ကြည့်ရှုအားဖြင့်မြေတရကပန်ကြားရပါတယ်အဲ့ဒါပဲခင်ဗျာမချပြီးရှင်းပြမှာပဲကျွန်တော်တို့လူမျိုးရေးဝန်ကြီးဌာနမှာလွှတ်တင်တဲ့စက်တင်ဘာမျိုးမြတ်ကိုစစ်တဲ့လူတွေဘာမှဖြစ်တဲ့အတွက်တ िश အဝေးကိုပြည်နယ်နိုင်ငံပန်ကြားပါလေ
ထားပါခင်ဗျာဒီတကုန်းနေစကြပြီဒီတခါတော့သိကြပြီရောက်ပိုင်းကိုဆွဲခေါ်သွားပြီရောက်ပိုင်းကလူတွေရင်းချင်မှလောက်ထားပါခင်ဗျာဒီကြပါပြီဆူလာမုန်နီကိုဦးခိုက်ပူဇော်နေခြင်းပဲဖြစ်ပါတယ်အားလုံးလက်ထောက်တန်လေးများပေးကြပါဦးခင်ဗျာပီတီမီးယာဖြင့်ဆူလာမုန်နီဇီလိုကြီးကိုဦးခိုက်ပူဇော်နေခြင်းပဲဖြစ်ပါတယ်ဒီဘောလာအပိတာများခင်ဗျာလာပါလာပီတီမင်းကစောင့်ရကြုံနှလို့လှပါလားခုနမှာကြည့်ရှုခံစားနေကြတဲ့ကျွေပွဲလာအပိတမြခင်ဗျာအခုလိုလာပြီညကြီးမှာဒီဝိဘယင်ကြီးကလက်ခတ်တရားရှုစားရင်နဲ့ဥပ္ပါရဏီကိုတွေ့တဲ့အခါမှာမနေတိုင်းမထိုင်နိုင်နဲ့ဥပ္ပါရဏီလက်ပြုံမကရင်ငါ့ကိုကြိုက်မလားလို့မေးလိုက်ချင်းမတော်ပါဗျာအဘိဓကစစ်သူကြီးကခင်မိုးလင်းအဲ့လိုဖြစ်တဲ့အတိုင်းပဲမိမလေးရလှရင်တဲ့နှလုံးသားတွေကလှတယ်ပြီးပါပဲခင်ဗျာလှပါတယ်ထုံးတန်တိုင်းပဲနောက်ဘက်ကိုပြန်နောက်တော့ဘက်ကိုပြန်ဆွဲသွားပြီခင်ဗျာနောက်ထပ်မှာအနောက်တော့ဘက်ကိုပြန်ဆွဲခေါ်သွားပါပြီကဲမိမိုးမြန်လဲကြီးစတိတ်ချိုးလဲနားထောင်ကြအောင်စတိတ်ချိုးကဆိုကျင်လို့တဲ့နားထောင်ပြီးလိုက်ကြပါဦးဆိုတာတောင်ကြီးသူတွေကိုမမိပါဘူးခင်ဗျာဥပ္ပါရဏီလာတာကတမျိုးတောင်ကြီးသားလာတာတွေကရေတော့ရင်ပြေရမလောက်ပြီဒီတိုင်းရှင်းပြီးဘအိုးလေးများကရှက်သွေးဖြာရင်ရဲပြီးတဲ့အလားမျိုးတကယ်ရှားပါတဲ့သားရည်ရှိတဲ့တောင်ကြီးသူကိုရောက်အောင်ပို့ဖို့တော့လိုပါပဲခင်ဗျာအခုစည်ပေးဖို့
ဖြူဆိုဖြူပါအနည်းဆုံးကြီးပါဟောဆရာကြီးကြတဲ့အပြာတစ်လုံးပါလာတယ်ဒီဘုရားတရှိတာကဲဖြစ်နေဖြစ်ပါလေချီကိုချာဖတ်အတိုင်းလာတယ်ပြည့်ချီနေတာပြည့်ဒီဘုရားတရှိတာဘုရားမပြီးလို့ရတယ်မိကိုမထွက်ဖြစ်နေကျွန်တော်တက်သွားတဲ့မိရဆိုရင်ဆရာကြီးပါခင်ဗျာပေးတဲ့မြင်တဲ့တိုင်းမှာမိကိုမရှိဘဲနဲ့တက်တဲ့မိရဖြစ်ဆရာကြီးပြီးပဲဖြစ်နေတယ်ခင်ဗျာကျွန်တော်အမှတ်ပေးမယ်ဆိုလို့ရှိရင်ဘုတ်တီကို29ရက်နေ့တူပြလို့ရပါတယ်အပေါ်မှာကြည့်ပါဗလပြားနဲ့ကြောက်စိတ်နဲ့ဒီလာမလဲနဲ့နော်ကျွန်တော်တို့ဒီကွင်းကြီးမှာစက်မြင့်နေဝင်ကြီးကြီးကိုလည်းနေပြီးတော့ကျဲတဲ့ကျွန်တော်တို့ခံစားရပါတယ်မိကိုကင်းစင်နဲ့မိလုံးတော်ဖြစ်ပါကျွန်တော်တို့အမှတ်ပေးခြင်းနဲ့ဆိုလို့ရှိရင်29ရက်နေ့28ရက်နေ့နေ့လယ်7 နာရီဖြစ်တယ်ပေးလို့ရပါတယ်ဒီမိရကြည့်ရှုပါခင်ဗျာဘုတ်တင်နံပါတ်ပေးမယ်ဆိုလို့ရှိရင်တော့ SMS နံပါတ်က9ခုတစ်ဘုတ်တင်နံပါတ်နေမှာတော့ဒီကိုမှတ်ပေးပါခင်ဗျာပေးတတ်များမြင်တဲ့အတိုင်းပဲမိကိုလုံးဝမထွက်ပါဘူးခင်ဗျာဒီလိုကျွန်တော်တို့ပြောတာဆရာမိပါပဲခင်ဗျာမိကိုမရှိဘူးမိဘဗျာမိကိုမရှိတဲ့အတွက်ကာလာတွေကတန့်နေပါစင်းနေပါစိတ်ဆိုစိတ်အနည်းဆုံးဒီအဝါဆိုဝါအဲ့လိုတန့်တာမိစီခေါ်ပါလိမ့်မယ်ချူကွာလာအပိတ္တများအကဲဖြတ်ဆုံးဖြတ်နိုင်ရအတွက်ကာရှိမိကြီးဖြစ်ပါလေ25ပဲပိတ္တာကြီးရှမ်းပိတ္တာကြီး40အဲ့ဒါကိုချလာဘုံကတ်လို့ခေါ်ပါတယ်ခင်ဗျာဘုံကတ်လို့ခေါ်ပါတယ်အခု6စိတ်ကလေးတွေခေါ်တယ်6စိတ်ကလေးတွေခေါ်တယ်ကဲကျွန်တော်တို့လူကြီးတွေကလည်းပြောပါတယ်ငါဒါဆရာကြီးပဲဆရာကြီးပဲမိကိုမရှိဘဲနဲ့အလုပ်တင်နိုင်တဲ့ရဟန်းဆိုလို့ရှိရင်ကျွန်တော်စီရင်ခံတယ်လို့ပါပဲဆရာကြီးမိပဲဖြစ်ပါတယ်နောက်နေ့ဒီမှာတော့ဆရာကြီးတွေအများကြီးရှိပါတယ်ခင်ဗျာရွှေပွဲလာအဲ့ဒီတည်းများစောင်းရကျိုးနတ်တော်ကျွန်တော်တို့မိပဲဖြစ်ပါတယ်ဒီမိကိုအမှတ်ပေးမယ်ဆိုလို့ရှိရင်တော့ကြိုက်တယ်ဆိုလို့ရှိရင်တော့ SMS ကိုခွန်တစ်ဘုတ်ဒီဝန်ကြီးခန္ဓာကိုစားပြုညပြည်ကြီးစိမ့်နှမ်းမြေမိဘုံမြန်ရဲ့ခေါင်းပိုင်းကိုတန့်စင်ချင်းအတိတ်ပဲဆောင်တော့ဘဒုံမှာကြာပိုင်းရဲ့အပွင့်အခက်များအားပုံဖော်ပြသခြင်းဖြစ်ပါရဲ့ရှင်ကိုယ်ထဲပိုင်းမှာတော့ဘာသာသာသနာတော်ဆောက်ရှောက်၍တိုင်းပြည်တာယာဝပြောအောင်ဆောင်ရွက်နိုင်သည့်နိုင်ငံခေါင်းဆောင်များလက်ထက်တွင်ပေါ်ထွန်းလေးရှိတဲ့စင်ဖြူတော်ပုံတော်ကိုတရုတ်ဖော်ပြသထားပြီးစင်ဖြူတော်များပေါ်ထွန်းခြင်းသည်စားရင်ရိတ်ခါပြည့်စုံဖူလုံသည်တိုင်းပြည်တာယာဝပြောသည်မကောင်းသောပြီးရန်အဖြစ်ရာပေါင်းကင်းစင်လွင်ပြောက်၍စီးပွားလက်လာပများတုံးပွားလာမည့်အတိတ်တွေကိုတရုတ်ဖော်ပြသထားခြင်းဖြစ်ပါရဲ့ရှင်
ကိုယ်ရဲ့ဘိုင်းမှာတိုင်းပြည်ဤတဘာဝတရားဇာတအရင်းမြစ်များကိုထောင်စဉ်တည်တံ့ဖွံ့ဖြိုးတိုးတက်နေစေရေးနှင့်တဘာဝပတ်ဝန်းကျင်စိန်လန်းဆိုပြေတရားလှပစေရေးစနစ်တကျစီမံအုပ်ချုပ်ဆောင်ရွက်နေရသောတရားဇာတနှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့လိုဂိုကိုတရုတ်ဖော်ပြသထားခြင်းဖြစ်ပါရဲ့ရှင်ဒီပေါင်းများရဲ့ကိုယ်ထဲမှာအစိမ်းရောင်ပန်းကွက်များဖြင့်နိုင်ငံတော်စိန်လန်းဆိုပြီးတာယာလှပနေမှုကိုတရုတ်ဖော်ပြသထားခြင်းဖြစ်ပြီးလောကပါဠနမင်းကြီး၄ပါးမှလည်းမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအားလက်ဆယ်ပြအုပ်မိုးပြီးစီမီနိုင်များဖြင့်ပူဇော်ကြော၍စိန်လန်းမြေ Greenland ဖြစ်ပါစေကြောင်းဆုတောင်းမြတ်တာပို့သနေတဲ့အတွင်းတရားကိုတရုတ်ဖော်ပြသထားခြင်းဖြစ်ပါရဲ့ရှင်ကိုယ်ရဲ့အောက်ပိုင်းမှာလာပြည့်သို့မဟုတ်လာပြည့်ဝန်းကျင်ကာလများလာထွက်ချိန်မှာဖွင့်လှစ်ရှိတဲ့ကုမှုရာဂျာပိုင်းရဲ့အဖွင့်ခက်များနဲ့တရုတ်ဖော်ပြသထားခြင်းဖြစ်ပါရဲ့ရှင်တင်းဟုတ်ရေးနဲ့တင်းလိုက်စိန်လန်းမြေညမီကြီးမိဘများအားမြမယဉ်ကျေးမှုအမှုပညာလက်ရာများဖြင့်တရုတ်ဖော်ထားပြီးမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအားရည်မှန်း၍စီမီရောင်စုံများဖြစ်သောဘီရှူရောင်စုံ11280လုံးဘီရှူကတ်ရောင်စုံ9850လုံးခိုးပြန်ရောင်စုံ2000လောက်ရောင်စုံ3990တွင်ဂလိုက်တာ12စင်မီလင်းမွေ16ခုရေတခွန်2ခုရောင်စုံမီဖလက်400ခုတို့ဖြင့်ပူဇော်ကြောလေနိုင်ငံအဝန်းမကောင်းသောဘေးအန္တရာယ်များကင်းစင်လွှဲပြောင်း၍အေးချမ်းသာယာပြီးစင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ပါစေကြောင်းဆုမွန်ကောင်းတောင်းလျက်စိန်လန်းမြေမိဘများအားလွတ်တင်ပူဇော်သွားမှာဖြစ်ပါရဲ့ရှင်တရားဇာတနှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကိုစားပြုညမီကြီးစိတ်နှမ်းမြေမိဘများကောင်းကင်ရန်ထက်စီကိုလှပစွာတက်နိုင်ဖို့အတွက်မိုင်းအပြည့်အဝခံနေတာဖြစ်ပါရဲ့ရှင်ဂျာမီချင်းတွင်မှာတော့ဒီခရီးစမ်းသစ်ထားတဲ့ရဟန်းတော်များနဲ့ဒီဘုံပြန်ကြီးပြန်ကတ်သွားပုံကိုရင်သန့်ရှိဖို့ပဲမြင်ကြရတော့မှာဖြစ်ပါလိမ့်ရှင်။ဟယ်လိုဒီကနာကြိုင်ပွဲဝင်တဲ့သိပြတာပါအားကကြိုင်ပွဲဝင်တဲ့သိပြတာပါဘုရားမြတ်စွာဘုရားကိုစနေလို့ရပါပြီခင်ဗျာမာရဝိဇ္ဇာဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုကြီးမှန်း၍စီမီတန်သောဘီရှုမိဘများဖြင့်ပူဇော်တော်ခြင်းသာသနာတော်ကိုစီမီပွားပွားစေခြင်းဌာနဆိုင်ရာဝန်ထမ်းကြီးကိုမောင်နှမများအားလုံးစီလောင်းညီညွတ်ပြီးချစ်ကြည်ရင်းနှီးမှုကိုရရှိခိုင်မြဲစေခြင်းအဖိတများနှင့်အတူမိဘများအားပျော်ရွှင်စွာလွတ်ပြီးခံစားခြင်းရိုးရာပွဲအားလက်စိတ်ကမ်းတင်ဆောင်၍စီကားတမ်းမြတ်စေခြင်းစတဲ့ရွေးချက်များနှင့်စိတ်နှံ့ခြင်းညမီးကြီးမိဘများအားလွတ်ပြီးပူဇော်ရခြင်းဖြစ်ပါရဲ့ရှင်နိုင်ငံတော်
စိတ်များဆိုပြနေတဲ့တစ်တော်ဖြစ်ပြီးများကမ္ဘာ့တိုင်းရဇာတာများပေါ်လေဝါတဲ့အမိမြန်မာပြည်ကိုကိုစားပြုတဲ့အနေနဲ့စိတ်နှမ်းကြီးလို့အမည်ပေးလွတ်တင်ရခြင်းလည်းဖြစ်ပါရဲ့ရှင်ယခုဆိုရင်ဖြင့်တိုင်းရဇာတာနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကိုစားပြုညပြည်ကြီးစိတ်နှမ်းပြည်မိဘများအားဖိုင်းဝပြီးဖြစ်တဲ့အတွက်အောက်ဆွေရန်ခွေညပြည်ကြီးကိုစတင်ခြေဆွဲနေပြီဖြစ်ပါရဲ့ရှင်ရတယ်မဆုံးတော့ဘူးမဆုံးတော့ဘူး နိုင်ငံတော်မကောင်းမှုဘေးအန္တရာယ်များကင်းစင်သိကြောက်ပြီးအေးချမ်းသာယာပြီးစိတ်ဆက်သက်အကျိုးများလုပ်ဆောင်ကြရမှာဖြစ်ပါလိမ့်မယ်မိဘပြည်သူများရှင်ဒီခုချိန်မှာတော့ရင်းသားရှိတော်ဝယ်မိရှိကြီးပါများနဲ့ကားကြီးရန်ထက်စီတို့ညပစွာတက်သွားတဲ့မိဘရန်ကတော့တိုင်းရဇာတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကြီးစိတ်ရင်းနဲ့မိကြီးမိဘဝန်ကြီးပဲဖြစ်ပါရဲ့ရှင်ဒီလိုမျိုးပြန်ထွက်လာ5မိနစ်တွင်တွင်းလေးကပြန်လည်ထုတ်ပေါ်ပြီးရရင်ဒီသားကပန်ကြားပါတယ်ဖိလန်မြေဒီလိုပြန်တင်ပြီးပြန်လာမှာ5မိနစ်တွင်ကဲဝဲမှာပြန်လည်ထုတ်ပေါ်ပြီးရရင်ပန်ကြားပါတယ်